လူကလာနေခပြေပါဗောမင်္ဂလာပါခင်ဗျာခိုင်နာအကကိုလားကျွန်တော်တို့ကိုအတွက်မိသားစုလိုလာကူညီပေးတယ်ကျွန်တော်တင်းနေနော်ဗီဒီယိုဖိုင်တိုလေးတော့ရိုက်မယ်နော်ကမ်းမယ်မှာအေးရတယ်ပါဗျငကိုရီးယားမင်းကလာမှာမဟုတ်မလာတော့မလာဘွားတော့ဖြစ်မှာမနော်အထဲမှာလားဟုတ်တယ်ဟိုတဲ့တော့ရခိုင်ကျဘုရားဟုတ်တာမျိုးလုံးတိတ်မကောင်းဘူးကဲမဟုတ်လေကိုတို့လာတာကတော့ဒီနေ့ကခရလေးလည်းဖြစ်တယ်ဟုတ်မှာခရလေးလည်းဖြစ်တဲ့အတွက်ကိုတို့ကဒီနေ့ကကုညီရေးစတာဟုတ်လားကုညီရေးစတာဘယ်တော့ကုညီလာလဲညီလေးနာမည်ကအောင်ပိုင်ဆိုးပါခင်ဗျအောင်ပိုင်ဆိုးဒီနေ့ဆိုတော့ကိုညီလေးကကျမကြီးကလည်းပြန်လာတော့မျက်စိလည်းမကောင်း6မိလာနော်စီကျူယောဂမကြဖြစ်နေတယ်အမြင့်ပြတ်တယ်လို့မရှိဘူးအမိုးကိုတို့ကကိုတို့တင်းနေနဲ့နိုင်ကုညီမှုတင်းကဒီနေ့မှစတာဆိုတော့မိသားစုအနေနဲ့ကုညီပေးတာနောက်ပြီးတော့ကိုကတင်းမှာလည်းဆက်တိုက်ရကုညီပေးတယ်ဟုတ်တယ်နော်အဲ့တော့ကိုတို့မိသားစုအနေနဲ့လည်းထောက်ပံ့ကုညီပေးတာပါတဝင်းရက်လေးဒီဘက်တယ်ဒါကိုတင်းသားတွေဟဲ့လားနောက်လဲကိုတို့ကလာမဲ့နှစ်တွေကိုကိုတို့ကမဲစနစ်နဲ့သွားမယ်ရလာတဲ့အကျိုးမြတ်ဒီကိုတို့အတွက်ကိုတို့သုံးဖို့ကိုတို့အတင်းအတွက်သုံးဖို့မဟုတ်ကိုတို့လိုနာရီအတွက်ကိုအခုကိုတို့9000ကူညီနိုင်နောက်ထပ်9000ကူညီသွားမယ်9000နဲ့နောက်ရံပုံငွေများနိုင်1000ကူညီနိုင်ကျွန်တော်လည်းပဲလာပြီလုပ်ပြီးမှကူညီပေးနိုင်ဖို့ကိုတို့ကကျိုးပန်းသွားမှာပေါ့နော်ဘာပဲဖြစ်ဖြစ်ပေါ့ကျွန်တော်ဒီကိုကြီးဟလာဒါအကိုလေးအကုန်လုံးကဟုတ်တာလုပ်တယ်လို့ပဲကျွန်တော်လည်းဒီတိုင်းပဲနော်ကိုကြီးတို့လိုအပ်တဲ့ဟာဆိုရင်လည်းကျွန်တော်ဝမ်းဝဲကူညီပေးမယ်ဒါပေမဲ့ကျွန်တော်လည်းကျမကြီးမကောင်းတော့အမှန်ပဲအခုလည်းမျက်စိကောက်ကောက်မြင်ရတာအခုကမဟုတ်လေအခုကကိုတို့ကထိုင်းနိုင်ငံရောက်မှဒုက္ခမျိုးစုံတချို့ကြောင့်ဒုက္ခမျိုးစုံရှိတာပေါ့နော်တချို့ကြောင့်ကျမကြီးကြောင့်မျိုးစုံပေါ့နော်မျိုးရှိရတာကျွန်တော်သိရတာအခုမှလည်းဟုတ်တာရှိယူရောက်ပါလေဝင်လဲဟုတ်ချစ်လာဟာကျွန်တော်တို့ဒါကိုရီအသင်းသားတွေပဲနော်ဒါဘာလို့နောက်လဲကူညီနိုင်အောင်လို့ဘာလို့ကူညီအောင်ဆိုတာဝိုင်းမင်းကူညီတယ်ဆိုတာတဦးတယောက်တည်း4-500ကူညီနိုင်ဘူးဒါမှသူကိုစီးပွားရေးကြယုံနေကြတာရဲ့အခက်ခဲအကြောင်းရှိနေကြတယ်ထိုင်းနိုင်ငံမှာဆိုဗီဇာတော်တဲ့နှစ်တွေပါရှိနေအကုန်ကြရအများကြီးရှိတယ်ဒါမှမဟုတ်ကိုတို့ကအကုန်လုံးကနေရောစုပြီးတော့တရက်ပြအနေများမဆိုပါဝင်ထဲတဲ့လူတန်းနဲ့ပတ်ဆောင်ကိုကိုလည်းကနေပြန်ပြီးတော့အခက်ခဲရှိတဲ့နေရာကိုကူညီပေးတာဟုတ်လားဒါတော့ကိုတို့က9000ကူညီပေးမယ်ကျွန်တော်နော်ဒါကူညီပေးတာနော်ဒါကိုတို့အတင်းအနေနဲ့ဟိုလေကိုတို့အတင်းကိုလည်းညီလေးကဘယ်လိုစကားမျိုးလေးပြောပြဖို့နည်းနည်းအားပေးတယ်ဒီကမကလည်းဟုတ်တယ်ပြောနော်အောင်မြင်ပါသေးနောက်ပြီးတော့လည်းကျွန်တော်တို့လည်းအကုန်လုံးဝိုင်းဝင်ပြီးတော့ထပ်ပြီးတော့လှုပ်ဆောင်ပေးပါမယ်ဘာပဲဖြစ်ဖြစ်ပါအလုံးပါအကုန်လုံးပြည်တဲ့စုနေပြပါသေးနော်အဲ့တော့ကျွန်တော်မိသားစုတွေရတဲ့ကိုလာကူညီတာပါနော်ဟုတ်လားနော်ဝမ်းတာတယ်မတားလည်းပြည်ဖြစ်တယ်ဟုတ်တယ်နော်ဘာလို့မကြီးရအောင်မတင်တာကျွန်တော်မိသားစုကူညီတာဘာလို့ကိုတို့ဒီနေ့ကူညီရဆိုပထမတနေ့ပထမတော့ကူညီရတဲ့မော်ရီဘူးခမ်းမှာပဲပေါ့နော်အောင်ဆိုးတွေရှိတာဟုတ်လားမြန်မာပြည်ကနေရောက်တော့ပြီး6ပြက်လာတယ်ဒီစီဂျိုနဲ့ပတ်သက်တဲ့ယောဂသမားကိုပဲကူညီပေးနေတယ်အကိုကြီးတို့မပြောဒါပြီးတော့ငါ့ဝယ်မှာလာကူညီရတော့ဝမ်းတာဘူးနော်ဒါမော်နမကြီးရတယ်တိုက်ဆိုတာမသိဘူးရတယ်တို့ဒီနာမည်လေးကရွှေညီကုန်ရနော်ရွှေညီကုန်ရနိုင်ကူညီမှုအတင်းနိုင်ကူညီမှုအတင်းနိုင်ကူညီမှုအတင်းအမလိုအပ်ရင်လုပ်မလားပါနောက်အကိုတို့လာမယ်မဲစနစ်ကတော့တင်းမြန်မဟုတ်ဘူးနော်အကိုတို့က
မဲစနစ်ကရလာတဲ့အကျိုးမြတ်တွေလည်းဒီမြန်မာပြည်သားတွေခုတ်ခက်ခဲတဲ့နေရာတွေကူညီထောက်ပံ့ပေးနိုင်အောင်လို့နော် အကိုကြီးကလာ လည်းများတယ်လို့မဟုတ်ဘူးတက်နိုင်သလောက်ကူညီပေးတာ ကဲ အားလုံးမင်္ဂလာပါနော် ဟုတ်တယ် ဟုတ်တယ်